တရုတ်နိုင်ငံရဲ့အစိမ့်မြင့်ဆုံးလေတင်သင်းမောတရားဝင်စတဲ့အသုံးပြုတဲ့ခန္ဓာကျင်းပတဲ့တဲ့ရင်ကိုတင်ပြမှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့လေရင်တင်သင်းမောသစ်တစည်းဟာရေတပ်ထဲကိုတက်တော်ဝင်ရောက်လာပြီးဖြစ်ပါတယ်။တရုတ်နိုင်ငံပိုင်းသတင်းမီဒီယာကလေရင်တင်သင်းမောတရားဝင်စတဲ့အသုံးပြုခြင်းခန္ဓာကိုသမ္မတရှီကျင်းဖြင့်တက်ရောက်ခဲ့တဲ့ဓာတ်ပုံတွေကိုပြသခဲ့ပါတယ်။ဖူဂျန်လို့အမည်ပေးထားတဲ့ဒီလေရင်တင်သင်းမောဟာထိုင်ဝမ်ဒေသနဲ့ပင်လယ်ပြင်ခြားထားတဲ့တရုတ်နိုင်ငံရဲ့ဖူဂျန်ပြည်နယ်ကိုအစွဲပြုပြီးနာမည်ပေးထားတာဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့တတိယမြောက်လေရင်တင်သင်္ဘောဖြစ်ပြီးတရုတ်နိုင်ငံမှာပဲကိုယ်တိုင်ပြေဝဒီဇိုင်းဆွဲတည်ဆောက်တဲ့ပထမဆုံးလေရင်တင်သင်္ဘောလေးဖြစ်ကအခုချိန်ထိအစိမ့်မြင့်ဆုံးစစ်သင်္ဘောလေးဖြစ်တယ်လို့ DW သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Chinese state media showed pictures of President Xi Jinping attending the commissioning ceremony for the aircraft carrier. The Fujian is named after the Chinese province across the sea from Taiwan. It is the country's third aircraft carrier, but the first that has been entirely designed and built by China. And this warship is its most advanced so far. COP 30ညီလာခံကိုအမေရိကန်မပါဝင်မိဘရာဇီးနိုင်ငံမှာစတင်ကျင်းပလိုက်တဲ့တဲ့ရင်ကိုတင်ပြမှာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ရာသီဥတုဆိုင်ရာညီလာခံ COP 30ကိုဘရာဇီးနိုင်ငံအမေဇုံမိုးသစ်တော်ဧရိယာမှာရှိတဲ့ဘယ်လန်မြို့မှာစတင်ဖွင့်လှစ်ကျင်းပနေပြီဖြစ်ပါတယ်။ဘရာဇီးသမ္မတလူလာဒီဆေးဗာကသစ်တော်ပြုံးတိမှုကိုကာကွယ်ခြင်းရုပ်ကျွန်းလောက်စားပေါ်မိခိုးမှုလျှော့ချခြင်းနဲ့ဗန်နာရင်းရင်းမြစ်တွေစူဆောင်းခြင်းတို့အတွက်လမ်းညွှန်ချက်တရက်ရေးဆွဲဖို့တောင်းဆိုခဲ့ပါတယ်။အမေရိကန်ကတော့ COP 30ကိုအစစ်မြစ်ကိုယ်စားလှယ်အဖွဲ့မစိတ်လွတ်ဘူးလို့သိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ရာသီဥတုဆိုင်ရာသိပ္ပံပညာကိုလက်မခံဘဲညှင်းဆန်တဲ့အတွက်ဝေဖန်ခံနေရတယ်လို့ CGTN ဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ The United Nations Climate Conference is opened in Belém in the Brazilian Amazon. President Luiz Inácio Lula da Silva called for a roadmap to halt deforestation, reduce dependence on fossil fuels, and mobilize financial resources. The U.S. will not send a high-level delegation to COP30. President Donald Trump has been criticized for rejecting climate science. Hezbollah အဖွဲ့က၎င်းတို့အနေနဲ့အစ္စရေးရဲ့တိုက်ခိုက်လာမှုတွေကနေကိုခုခံကာကွယ်ခွင့်ရှိတယ်လို့ပြောကြားလိုက်တဲ့သတင်းကိုတင်ပြပါမယ်ရှင်။အစ္စရေးကလက်ဘနွန်နိုင်ငံတောင်ပိုင်းကိုလေကြောင်းတိုက်ခိုက်မှုအသစ်တွေစတင်ပြုလုပ်လိုက်ပါတယ်။လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိကျေးရွာများစွာကကျေးရွာသားတွေကိုရွှေ့ပြောင်းခိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးစစ်တပ်က Hezbollah အဖွဲ့ရဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကတော့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကအပြစ်ကတ်ရဲစဲရေးပြုလုပ်ခဲ့ကြပေမယ့်လက်ရှိမှာအစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့်လူတအုပ်သေဆုံးခဲ့တယ်လို့ပြောကြားထားပါတယ်။အစ္စရေးဘက်က Hezbollah အဖွဲ့ကသူ့ရဲ့စစ်အင်အားကိုပြန်လည်တိစောက်နေတယ်လို့ဆွဆွဲခဲ့ပြီး၎င်းတို့ကလက်နက်မချရင်နောက်ထပ်အရေးယူမှုတွေပြုလုပ်မယ်လို့ကြေညာထားပါတယ်။ဒီအချိန်မှာပဲလက်ဘနွန်စစ်တပ်ကလီထာနီမြစ်တောင်ပိုင်းမှာလက်နက်တွေရှင်းလင်းနေပြီး Hezbollah အဖွဲ့ရဲ့နေရာတွေကိုဒါဇင်နဲ့ချီပြီးဖျက်ဆီးလိုက်တယ်လို့ဆိုပါတယ်။ Hezbollah အဖွဲ့ကလည်းအစ္စရေးရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုတတိပေးခဲ့ပြီးလက်နက်ဖြတ်သိမ်းရေးပါဝင်တဲ့မြည်သည့်ဆွေးနွေးပွဲကိုမဆိုပယ်ချကြောင်းကြေညာခဲ့ပါတယ်။ကုလသမဂ္ဂကတော့နေဆက်တလျှောက်တင်းမာမှုတွေမြင့်တက်နေတဲ့အတွက်နှစ်ဖက်စလုံးအခြေအနေကိုထိန်းသိမ်းကြဖို့တိုက်တွန်းထားတယ်လို့ CGTN သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Israel has launched a new wave of airstrikes on southern Lebanon, warning residents of several villages to evacuate. The Israeli military says it targeted Hezbollah sites. Lebanon's health ministry reports one death. Despite a ceasefire brokered last November, Israel has accused Hezbollah of rebuilding its forces and has vowed further action if the group does not disarm. Meanwhile, Lebanon's army says it's clearing weapons south of Litani River and has destroyed dozens of militant sites. Hezbollah has warned against political traps, with Israel rejecting any talks that include a disarmament. The UN has urged both sides to show restraint as tensions rise along the border. American အောက်လွှတ်တော်အကြီးအကဲဟောင်း Nancy Pelosi အငြိမ်းစားယူတော့မယ်ဆိုတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ American အောက်လွှတ်တော်အကြီးအကဲဟောင်း Nancy Pelosi ကသူအငြိမ်းစားယူတော့မယ်လို့ကြေညာလိုက်ပါတယ်။အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့သူကလာမယ့်ရွေးကောက်ပွဲမှာသူ့ရဲ့အမတ်နေရာကနေနှုတ်ထွက်သွားမှာဖြစ်ပါတယ်။သူကသမ္မတဒေါ်နယ်ထရန့်ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီး2022ခုနှစ်လွှတ်တော်ရွေးကောက်ပွဲမှာဒီမိုကရက်တို့ရဲ့လွှတ်တော်အမတ်နေရာအများစုရှုံးနိမ့်သွားတဲ့အတွက်
လွတ်တော်ဥက္ကဋ္ဌရာထူးကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ DW သတင်းဌာနကနေအခုလိုတင်ပြသွားပါတယ်ရှင်။ And the former US House Speaker Nancy Pelosi has announced that she is retiring. The 85-year-old will step down from her seat at the next election. She became a major foe of President Donald Trump, but relinquished the Speaker's gavel after Democrats lost the House majority in the 2022 midterms. မွေးရစေးမှောင်ခိုကွန်ကူးတယ်လို့ဆွဆွဲပြီးအမေရိကန်ကသင်္ဘောတစ်စီးကိုထပ်မံတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။မွေးရစေးသင်္ဘောလို့ဆွဆွဲထားတဲ့နောက်ထပ်သင်္ဘောတစ်စီးကိုအမေရိကန်ကထပ်မံတိုက်ခိုက်လိုက်တာဖြစ်ပြီးသင်္ဘောပေါ်ကလူ3ဦးသေဆုံးသွားခဲ့ပါတယ်။ကာရစ်ဘီယံပင်လယ်ရဲ့နိုင်ငံတကာရေပြင်ပိုင်နက်မှာဒီတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကပြောကြားလိုက်ပါတယ်။အမေရိကန်ဟာမကြသေးမီလတွေအတွင်းမှာမွေးရစေဝါနဲ့ပတ်သက်နေတဲ့ရာဇဝတ်မှုကျူးလွန်သူအနည်းဆုံးလူ80ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်လွှတ်တော်အမတ်ချုပ်နဲ့လူ့အခွင့်အရေးအဖွဲ့တွေကတော့ဒီတိုက်ခိုက်မှုတွေကဥပဒေနဲ့ညီညွတ်မှုရှိမရှိကိုမေးခွန်းထုတ်နေကြတယ်လို့ DW သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ The US military has struck another boat allegedly carrying drugs, killing 3 people on board. The Defense Secretary, Pete Hegseth, said the strike was carried out in international waters in the Caribbean. The US has killed at least 70 alleged drug smugglers in recent months. Some US lawmakers and human rights groups question the legality of the strikes. အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာရှိဗလီတစ်ခုမှာပောက်ကွဲမှုဖြစ်ပွားခဲ့ရာလူဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြမှာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာရှိဗလီတစ်ခုမှာတောက်ချာနေဝတ်ပြုဆုတောင်းပွဲပြုလုပ်နေစဉ်တွင်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကဒဏ်ရာရရှိသူ54ယောက်ကိုဆေးရုံတင်ထားရတယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒီပောက်ကွဲမှုဟာရွေချက်ရှိတိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ပြီးအတိမပြုတ်နိုင်သေးတဲ့အသက်18နှစ်အရွယ်ရှိတန်တရားဖြစ်ပွဲလူတအုပ်ရဲ့လက်ချက်လို့ယူဆရကြောင်းနဲ့သူ့ကိုလည်းလက်ရှိမှာဆေးရုံတင်ထားရတယ်လို့သိရပါတယ်။ပောက်ကွဲမှုတွေဟာရေတပ်စခန်းအတွင်းကအထက်တန်းကျောင်းနဲ့ဗလီမှာနေ့လည်ခင်းချိန်ဖြစ်ပွားခဲ့တယ်လို့ CGTN သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Dozens of people have been injured in an explosion at a mosque in Indonesia's capital, Jakarta, during Friday prayers. 54 people have been taken to hospital. Officials say the explosion could have been the result of a deliberate attack and have identified one suspect around 17 years old and currently in hospital. The blast took place around noon in a mosque and a high school located within a Navy compound. ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာတိုင်ဖွန်းမုန်တိုင်းခတ်မီကီတိုက်ခတ်မှုကြောင့်လူ9ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။တိုင်ဖွန်းမုန်တိုင်းခတ်မီကီဝေရောက်တိုက်ခတ်မှုကြောင့်ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာအနည်းဆုံးလူ9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ပါတယ်။ခတ်မီကီကလေတိုက်နှုန်းတနာရီကို220ကီလိုမီတာအထိတိုက်ခတ်ခဲ့ပြီးနေရာအချို့မှာမိုးရေချိန်600မီလီမီတာအထိရွာသွန်းခဲ့တယ်လို့ဒေသခံသတင်းတွေကဖော်ပြခဲ့ပါတယ်။3မီတာအထိမြင့်တဲ့လိုင်းလုံးကြီးတွေကလည်းဒါနန်းလိုကန်ယူရန်မြို့တွေကိုရိုက်ခတ်ခဲ့ပါတယ်။နိုင်ငံအလဲပိုင်းဒေသတဝန်းမှာအင်္ဂါ12လုံးပြိုကျပြီး2500ကျော်ပျက်စီးခဲ့တယ်လို့အာဏာပိုင်တွေကဆိုထားပါတယ်။ရေကြီးမှုတွေဖြစ်ပွားပြီးမြေပြိုမှုအန္တရာယ်တွေကြောင့်တာဝန်ရှိသူတွေကပြည်내 5ခုကလူပေါင်း9,380,000ကိုပေးလွှတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပါတယ်။တိုင်ဖွန်းမုန်တိုင်းခတ်မီကီကယခုအခါအပြော့လာပြီးဖြစ်ကအပူပိုင်းလေဖိအားနည်းရဝန်းဖြစ်သို့ရောက်ရှိသွားပြီးဖြစ်တယ်လို့ CGTN သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Typhoon Kalmegi has killed at least 5 people and injured 6 others in central Vietnam, local reports say. Kalmegi brought winds of up to 220 kilometers per hour and is expected to dump more than 600 millimeters of rain on some regions. Waves up to 3 meters high have battered coastal cities like Da Nang. Authorities say 52 houses have collapsed and over 2,500 others have been damaged across the region. Due to rising floodwaters and the threat of landslides, authorities have evacuated 537,000 people from 5 provinces. The typhoon has now weakened into a tropical depression.